ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာရတ audio channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုစာရေးဆရာမမာယာရဲ့ဝကြွေးရှိခဲ့တော်ဆိုတဲ့ပရာလောကဇလံအပိုင်းလေးကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ channel လေးကို like and subscribe မလုပ်ရသေးရင်လည်းလုပ်ပေးတော့ကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအခန်း9ရှိန်ကြည်ဘူးတို့အခန်းစီအပြေးတစ်ပိုင်းသွားပြီးတကောက်ဝုန်းဝန်းနဲ့ဆွဲဖွင့်လိုက်တော့မျက်နှာကိုလဝါးနှစ်ဖက်နဲ့အုပ်ပြီးအော်နေတဲ့ကြည်ဘူးရဲ့ဘာဖြစ်မှန်းသိပုံမရလို့မျက်လုံးအဝိုင်းသားနဲ့ကြောင်စီစီလေးဖြစ်ရင်ကြည်ဘူးကိုဖတ်ထားတဲ့တူရီရဲ့ကြည်ဘူးပုံစံကိုကြည့်ပြီးစိုးရိမ်စိတ်ကငယ်ထက်ရောက်သွားတာမလို့သူကတင်သားကိုဘလို့ရောက်သွားမှန်းပေမသိလိုက်ကြည်ဘူးဘာဖြစ်တာလဲကို့ပြောဘာမြင်လိုက်တာလဲသူ့အမေကိုမဖြေနိုင်သေးပဲတဆက်ဆက်တုံရင်ငုံလေတော့သူတူရီရှိနေတာကိုတော့တတိမထားနိုင်တော့ပဲကြည်ပြီးကိုအတာပတ်ထားရင်ကြောလေးတာပေါ့ဝီဘာမှမဖြစ်တော့ဘူးကိုရှိရနော်ဘာမှမဖြစ်တော့ဘူးတူရီကအခန်းမီးတွေထားဖို့ရင်ရေတစ်ခွက်သွားယူလာပြီးညီမလေးလည်းမမအော်တန်ကြားမှနိုးလာတာကိုနိုးတဲ့အချိန်မမကိုကြည့်လိုက်တော့ဟိုနေရာကိုကြည့်ပြီးကြောက်တဲ့တကြီးအော်နေတာတူရီကပြောရင်အခန်းထောက်တဲ့နေရာကိုလက်ညှိုးထိုးပြတယ်ပြီးတော့ဆက်ပြောတာကညီမလေးကြည့်တာတော့ဘာမှမရှိဘူးမမအိမ်မဆိုးများမှတ်တာလားမသိဘူးသူတေချာသိတာတကူကကြည်သူအိမ်မဆိုးမှတ်တာမဖြစ်နိုင်အခန်းထဲကနေဟိုအမျိုးသမီးရဲ့စီးပွားချတန်ကိုသူပြပြတတ်တာကြားလိုက်တာမလို့ဟုတ်လားအတန်နေပါရောကြားသေးလားညီမလေးသူ့အမေကိုတိုရီကအတာခေါင်းရမ်းပြတယ်တပ်ပြင်းအတာချရင်ကြည်ပြူကိုသူ့ရင်ဘက်စီကနေအတာခွာထုတ်ရင်ကြည်ပြူရေလေးတောက်လိုက်အောင်ငါတို့ရှိတယ်နေစိတ်ငြိမ်ငြိမ်ထားဟုတ်ပြီလားကြည်ပြူကတအင်းအင်းရှိုင်းကရေဖြည်းဖြည်းတောက်ပြီးခဏလောက်ကြာတဲ့အထိဘာစကားမှမပြောသေးပဲတည်ငြိမ်အောင်ကြိုးစားရှာသည်အခြေအနေတွေအနှဲငယ်ချင်းတက်တယ်လို့ရှိသွားမှသူကရလားနင်းအဆင်ပြေရလားမေးတော့ကြည်ပြူကခေါင်းတာငိမ့်ပြသည်ကြည်ပြူဗာမြင်လိုက်တာလဲဆိုတာရိပ်မိပြီးသားမလို့တူရီရှိဖြစ်နေတော့သူဘာမှဆက်မမေးတော့ပဲနင်းအရန်လန့်သွားတယ်ထင်တယ်ညီမလေးလက်လန့်သွားမှာပဲခဏလောက်စိတ်ငြိမ်အောင်ထားပြီးမှပြန်အိတ်လိုက်ကြအောင်ငါအခန်းပြင်မှာရှိနေမယ်ဟုတ်ပြီလားဟုတ်ကဲ့ကိုမမလည်းအရန်မကြောက်နေတော့နော်တူရီလည်းရှိနေတာပဲကြည်ပြူကခေါင်းငိမ့်ပြပြီးခက်ရိုက်တုံးပြရင်နင်းလည်းပြန်အိတ်ပါမနှက်မှာပဲငါတေချာနင်းလည်းပြန်အိတ်ပါမနှက်မှာပဲငါတေချာပြောပြမယ်လीနော်သူဖျို့ဖျဲဖြစ်နေတဲ့ကြည်ပုစပင်းတွေကိုအတာတက်ပေးရင်အေးပါအခန်းမီတွေဖွင့်ထားလိုက်အောင်တော့ကြမှောင်နေရင်နင်းစိတ်ချောက်ချနေမှာစိုးလို့အေးသူအခန်းအပြင်ထွက်လာတော့အပြင်မှာကိုဖိုးမောင်နဲ့မလာကြီးဟာအခြေအနေကိုကြိုက်ခတ်နေကြတယ်သူတို့လည်းအော်တန်ကြောက်လို့နိုးလာကြတာထင်သည်ဘာမှမဖြစ်ဘူးကိုဖိုးမောင်ကြည်ဘူးနည်းနည်းလန့်သွားတာကိုဖိုးမောင်တို့ဖျားရည်တော့လीကျွန်တော်တော့ခဏဆောင်ပေးလိုက်အောင်မယ်ကိုဖိုးမောင်ကစိုးရင်စိတ်မကင်းတယ်လို့ကြည်မိသေးတာမလို့သူကရပါတယ်ဆိုတဲ့သဘောမျိုးနဲ့လက်မောင်းကိုလှမ်းကင်ပြီးခေါင်းကြီးပြလိုက်တယ်တခုခုဆိုလှမ်းခေါ်လိုက်တော့အကိုလေးဟုတ်ကဲ့ကိုဖိုးမောင်သူတအိမ်လုံးကမီးတွေအကုန်ဖွင့်ထားပြီးကြည်ဘူးတို့အခန်းရှိမှထိုင်ဆောက်ရင်အသွေးတွေကအတိတ်စီရောက်လိုက်ရှစ်ဆက်ဖြစ်လာမယ်အရာတွေစီမှန်းစားလိုက်နေရောက်တဲ့ကြဖြစ်နေခဲ့တယ်ဒီလိုနဲ့မိမိနဲ့ဖေဖေအကြောင်းနဲ့တွေးမိတော့ဖေဖေနဲ့ပတ်သက်လို့မိမိပြောပြပူတာတချို့ကိုသူတတိယမိသွားတယ်သူ့အသက်10နှစ်17နှစ်အရွယ်လောက်မှာသူမမေကိုဖေဖေအကြောင်းမေးခဲ့ဘူးတယ်မေးဘူးတာအချိန်ချင်းခါပေးမယ်အဲ့ဒီတစ်ခေါက်ကိုတော့သူမှတ်မှတ်ရရရှိနေမိတာကအကြောင်းရှိလေသည်အရင်ကဆိုတားလူကြီးဖြစ်လာရင်မိမိအကုန်ပြောပြမယ်ဟုတ်ပြီလားလို့ပဲပြောတတ်ခဲ့တဲ့မိမိကအဲ့ဒီတစ်ခေါက်ကတော့စကားတခုကိုကြည်ကြည်ကွက်ကွက်ဆိုခဲ့လေသည်မိတားတို့ကဖေဖေရဲ့ညီမလေးရဲ့နဲ့ဘာလို့ခွဲနေရတာလဲမိမိကဖေဖေကိုဘာလို့တွားခိုင်းရတာလဲမိမတွားခိုင်းပါဘူးတားရဲ့ထွက်သွားကိုရေးချယ်ခဲ့တာကတားရဲ့ဖေဖေပါအိမ်တော်ရေးတစ်ခုမှာတချို့လူတွေကပြောင်းလဲတက်လို့လမ်းခွဲကြတယ်တချို့တွေကတော့မိအတန်တိမ်ဝင်သွားပြီးစမပြောနိုင်တယ်လို့တပြင်းတစ်ချက်အရင်ချတယ်ပြီးတော့ဆက်ပြောတာကတချို့တွေကတော့မပြောင်းလဲတက်လို့လမ်းခွဲရတယ်တားရဲ့တားဖေဖေကမိအတွက်ပြောင်းလဲမပေးခဲ့ဘူးလေအတန်ဟာမတိမတာအဖျားခက်ယုံလေးတုံသွားပြီမယ်မိမျက်ဝန်းထဲကကြေကိုရိတ်သူရတော့တိတိတတာအရေးထင်နေခဲ့တယ်တားရှိမှမျက်ရည်မဝဲဖို့မျက်တောင်တွေကိုမြန်ခတ်ရင်အသက်မပါတဲ့အပြုံးတစ်ခုကိုဖန်တီးပြုံးနေတဲ့မိကိုကြည့်ပြီးသူအယံတနာခဲ့ရတယ်စိတ်ထဲမှာလည်းဘယ်တော့မှဖေဖေအကြောင်းကိုထပ်မမေးတော့ဘူးလို့ဆုံးဖြတ်ခဲ့တာတကယ်လေနောက်တဲ့ဖေဖေအကြောင်းတခုမှမမေးမပြောဘဲနေခဲ့သည်ဒါပေမဲ့လည်းမိကိုယ်တိုင်ပြောပြလာမယ့်တနေ့ကိုတော့စောင့်မျှော်နေမိတာအမှန်ဖေဖေဘာတွေမပြောင်းလဲခဲ့လို့မိနဲ့ဝေးခဲ့ရတာလဲဆိုတာသူသိချင်သည်လေအသွေးပေါက်စုံတွေ့ရင်မနဲ့အလင်းရောင်ပြုတ်ချင်ရောက်မှသူအခန်းထဲပြန်ဝင်လာခဲ့တယ်မနက်ခင်းအလင်းရောင်ကိုတော့အနီအနဲ့ရောင်မျိုးသမီးမဆက်ကျင်နိုင်တော့ဘူးအထင်တစ်ခုနဲ့
နေအခန်းတကားဖွင့်တန်ကြားကြတဲ့ငါနိုးနေတာတအားလောက်နေတဲ့အထိပြောင်းဝင်လာတယ်မကြားတာရောအပြင်မှာတခုခုဖြစ်နေတယ်လို့စိတ်ထဲမှာထင်တာရောကြောင့်ငါထွက်ကြည့်ဖို့အထမှာတွေးလိုက်တာပဲအခန်းတော့မှာမေးတဲ့ဆက်ဆက်နဲ့ကိုတောက်ချီတောက်ကြည့်နေတကယ်ကိုကြည်ဘူးဆန်ပြောနိုင်သေးပဲအတန်တစ်ချက်တိမ်သွားပြီးမျက်နှာမှာလည်းထိတ်လန့်ကြီးတချို့ထင်ဟပ်လာသည်ပြီးမှတကယ်ကြောက်စရာကောင်းလို့နဲ့ရှိန်ငါတော်ရုံတော့ဆိုတွေးမပြတ်တတ်တာနင်လည်းသိပါတယ်အခုကထင်ထင်ရှားရှားကြီးသူ့လိုယောက်ျားသားတစ်ယောက်တော့တူတူတူတက်ဖြစ်ခဲ့ရတာမလို့ကြည်ဘူးဘလောက်တောင်နှမ်းသွားမလဲဆိုတာသူခံမှန်းနိုင်သည်ကြည်ဘူးပကုံးကိုလက်နဲ့အသာကိုင်ရင်သူအတန်တိတ်နှစ်သိပ်ပေးမိသည်ကလည်းသိတယ်ကြည်ဘူးအစအိမ်ကြီးဘက်မှာပဲအဲ့ဒီမိမကိုထင်ပြနိုင်မယ်ထင်ခဲ့တာအခုရက်ပိုင်းအိမ်လေးဘက်မှာပါဒီလိုလေးငါလည်းသိတယ်ကြည်ဘူးအစအိမ်ကြီးဘက်မှာပဲအဲ့ဒီမိမကိုထင်ပြနိုင်တယ်ထင်ခဲ့တာအခုရက်ပိုင်းအိမ်လေးဘက်မှာပါဒီလိုတွေဖြစ်လာတော့ငါလည်းဘာဆက်လုပ်ရမလဲမစင်စားတတ်တော့ဘူးငါကိုယ်တိုင်ကြောက်မိတာလည်းဝန်ခံပါတယ်ကြောက်ပေမဲ့လည်းဒီအမျိုးသမီးနဲ့ပတ်သက်တဲ့ဗရေဟီကိုငါလည်းသိကျင်တယ်ငါတို့နဲ့တခုခုပတ်သက်နေမယ်လို့လည်းငါထင်တယ်သူ့အပြောကြောင့်ကြည်ပြူကနားမလဲတယ်လို့ဖြစ်သွားပြီသူ့အပြောကြောင့်ကြည်ပြူကနားမလဲတယ်လို့ဖြစ်သွားပြီနင်တို့နဲ့ပတ်သက်တဲ့ဘလို့ကြောင့်လဲရှိနင်ဘာတွေတည်တာလို့လဲသူတတိလက်သွားတဲ့ညကသူမြင်ခဲ့တဲ့ပုံရိပ်တွေအကြောင်းကိုပါကြည်ပြူကိုပြောပြလိုက်တော့ကြည်ပြူကလည်းသူ့ထင်မြင်ချက်တွေကိုလက်ခံတယ်လို့ရှိသွားတယ်ငါတို့ဒီအကြီးအကျယ်ကိုသိဖို့ဆိုရင်ဒီအနီးနားတစ်ဝိုက်မှာအရင်မေးကြည့်ဖို့လိုမယ်ရှိပြီးတော့ငါတို့တိုရီကိုဘာမှမတော့ပြပဲထားတာအဆင်ပြေပါမလားတိုရီကငယ်သေးတာမှန်ပေမဲ့တိတဲ့လောက်တော့တိထားရမယ်မဟုတ်လားသူတစ်ချက်တွေးသွားပြီးမှတိထားတင်တာမှန်ပါတယ်ဒါပေမဲ့အကုန်သက်ရှိမှာဒီအမျိုးသမီးနဲ့ကြုံနေရတာကငါတို့နှစ်ယောက်ပဲဘာကြောင့်မှန်းတော့မသိတိုရီကိုတော့မချောက်လန့်တာငါတတိထားမိတယ်အဲ့ဒီတော့တိုရီဘက်ကထုံမေးလိုက်ရတဲ့အခြေအနေမျိုးမရောက်သေးဘဲနဲ့တော့တိုရီကိုမလိုအပ်ပဲထိတ်လန့်မနေစေချင်သေးဘူးကြည်ပြူကသူ့စိတ်ကိုနားလဲတယ်လို့ကြည်ပြူကသူ့စိတ်ကိုနားလဲတယ်လို့အသာကောင်းနေရင်ငါ့ကိုတခုတော့ဂရီပေးရှိန်ဒီ channel မှာငါတို့တွေကတယောက်ယောက်ထိခိုက်ရတဲ့အခြေအနေမျိုးထပ်ပြလာရင်တော့ငါအပါဝင်နင်တို့လည်းဒီမှာဆက်မနေတော့ပါဘူးဆိုတဲ့ဂရီနေပေးမယ်မလားစိတ်ပူစွာဆိုလာတဲ့ကြည်ပြူပုံစံကြောင့်သူစိတ်မကောင်းဖြစ်သွားရတယ်ဒီလောက်ထိတ်လန့်ထားရတာတော့ထွက်သွားမယ်တခုံမပြောပဲသူ့ဆန္ဒကိုအလေးထားပြီးမှသူ့ဘေးမှာရှိနေဖို့ကိုပဲရွေးချယ်ဆဲဖြစ်တဲ့သူမှာမင်းတို့စိတ်နဲ့စပင်စာလေးတွေကိုအသာတက်ပေးရင်အေးပါနာဂရီပေးတယ်ဟုတ်ပြီလားကြည်ဘူးသူ့ကိုပြုံးမြတ်လေသည်ကြည်ရွှင်တော့အပြုံးမဟုတ်အန်ရတဲ့အတူတိုးဝင်ဖို့တယောက်ကိုတယောက်နှစ်သိပ်ပေးတဲ့အပြုံးတစ်ခုသာဖြစ်တယ်ဆိုတာကြည်ဘူးတယောက်ဒီအပိုင်းအလုပ်တွေရှုပ်နေရှာသည်မနက်မိုးလင်းတာနဲ့ဖျားရှက်ကိုပြီးရင်ဘေးဖို့တဲ့ဝင်ပြီးဟင်းတွေအမဲဆုံးအောင်ချက်တော့တာတူဒီနဲ့မလာကြီးကဘေးကနေကူစီယာရှိတာကူပေမဲ့ဆရာမကြီးကြည်ဘူးဟာသူ့ချေသူ့လက်ပါမှာစိတ်တိုင်းကြတာမလို့ဘာလို့သူ့ပါတော့ပင်ပန်းရှာသည်ချက်ပြုတ်လို့ပြီးစီရင်ပကံလေးတွေထဲဟင်းထည့်ပြီးဘေးကလေးရဲ့အိမ်နဲ့အိမ်ကိုမလာကြီးနဲ့အတူဟင်းပို့ထွက်လေသည်ပြန်လာရင်လည်းလက်ထဲမှာဟင်းခွက်အတီးအနံမြေပဲငချောက်ငပီးစတဲ့ဖြင့်မျိုးစုံပြန်ပါလာပြန်သည်မြန်မာလူမျိုးတွေရဲ့အချစ်စရာဒလေးလေးတစ်ခုကိုမြင်တွေ့ခံစားလိုက်ရတာမလို့စိတ်ထဲမှာပီတိဖြစ်မိတာတော့အမှန်အဲ့ဒီလိုနဲ့မနက်ရောညရောဟင်းတွေပြန်နှံပို့ပြီး၄ရက်လောက်နေတော့ရှေ့ဒီနေ့လေဘေးအိမ်ကိုဟင်းသွားပို့ရင်နေလိုက်ခဲ့နော်သူ TV ကြည့်နေရကနေလေပြန်နဲ့ကြည့်ပြီးငါလိုက်ခဲ့ရမယ်ဘာလို့လဲမလာကြီးတို့နဲ့မသွားဘူးလားကဲပါလိုက်ခဲ့ဆိုလိုက်ခဲ့လိုက်တာမဟုတ်ဘူးနေရလဲငါရေချိုးလိုက်အောင်မယ်လိုက်ခဲ့ဆိုလဲလိုက်ခဲ့ရမှာပေါ့ဒါနဲ့နေကအခုမှအပူနာခွာတာမလားခဏနာပြီးမှရေချိုးအေးရေချိုးပြီးတော့အိမ်နေရင်ချီသားကောင်ရဲ့အခြေလေးကိုဝစ်ပြီးသပင်ကိုခန့်မြင့်မြင့်စီးထားတယ်ကြည်ပြူပုံစံကကလေးတယောက်လိုရှင်းတန်းတန်းလေးဟင်းတွေကိုတခါတော့ပလက်စတစ်ဘူးလေးတွေနဲ့ထည့်ပြီးချင်းတောင်းလေးနဲ့ထည့်တယ်ရင်နှစ်ယောက်သားလမ်းညာဘက်ဘေးကအိမ်လေးကိုအရင်ဝင်ခဲ့လိုက်တယ်ဟင်းတွေပြီးတော့အရှင်အန်ဒီကြီးကနေ့တိုင်းလာပို့နေတာအားနာလိုက်တာသမီးရဲ့ကျေးဇူးတင်တယ်နော်အားမနာနဲ့အနီသမီးရဲ့အလုံနားထားရတော့အိမ်မှာချက်ပုတ်တာကလွင်ဘာမှလုပ်စရာမရှိဘူးရဲ့အပန်းမကြည့်ပါဘူးကြည်ဘူးကလည်းလေပြီးဖြောင်းတယ်လို့အန်ဒီကြီးကလည်းတပြုံးပြုံးနဲ့ပေါ့ဒါနဲ့ခြံထဲကတရက်ပင်ကြီးကတော်တော်ဖြစ်တယ်နော်အန်ဒီတို့ကိုယ်တိုင်စိုက်ထားတာလားမဟုတ်ဘူးသမီးခြံဝယ်ကလေးကပါတဲ့အပင်တွေအခုတော်ရုံအိမ်စရိတ်ကခြံထဲကတီးပင်စားပင်တွေကနေရလို့တော်တော်လေးအဆင်ပြေနေတာပေါ့ကောင်းတာပေါ့အန်ဒီရဲ့အခုခေတ်ကဘာလေးနေနေစားစရိတ်စားကအကြီးတော့အိမ်စရိတ်ကမီလည်းမနှဲဘူးလीနော်ကြည်ဘူးကစကားတွေရှုံးရှုံးဝင်နေသလားသူကတော့အလူအိမ်ရောက်တယ်လို့ညင်ညင်ကြီးနေနေတာမလို့အန်ဒီကြီးကသမီးကိုလားရုပ်ချင်းစင်တယ်နော်သူ့ကိုကြည့်ပြီးမေးလိုက်တာမလို့ဘာဖြစ်လို့ဖြစ်ရမှန်းမသိဖြစ်နေတော့ကြည်ဘူးကအကူမဟုတ်ဘူးအနီသမီးတို့သားအလောင်းမှာစစ်ဆက်ထားတာမကြသေးဘူး
ကြည်ပြူအပြောကြောင့်သူ့မျက်နှာကြီးဝင်းကနေဖြစ်သွားပြီးကြည်ပြူကိုဖြတ်ခနဲလဲကြည့်တော့ကြည်ပြူကဘာမှမဖြစ်သလိုဟန်မပြတ်ပြုံးနေလေသည်လိုက်ဖက်ပါတယ်တော့ရုပ်လေးတွေလည်းဆင်းနေဆိုတော့ပထန်းဆက်ပါလို့နေမှာသူတို့နှစ်ယောက်9မိနစ်လောက်စကားထိုင်ပြောပြီးမှစကားစာကိုဖျက်ပြီးနောက်တအိမ်ကိုကူးလာခဲ့တယ်ခုနကကိစ္စကိုစကားစာမှဆိုလို့လာတော့မသိကြည်ပြူကခေါင်းဝင်လေးသမားမနဲ့ရှေ့ကနေခတ်တက်သွားတော့သူလည်းဘာမှမပြောသေးပဲအတာနောက်ကနေလိုက်ခဲ့လိုက်တယ်နောက်တဲ့အိမ်ကလည်းခြံဆိုင်တဲ့အိမ်ပဲဖြစ်သည်ခြံထဲမှာတရက်မာလာကာပိန်းနဲ့စတဲ့ပြင်အသီးဆိုပြီးတော့အရွက်ပင်တော်တော်များများလည်းပြိုးပေါင်လေးတွေနဲ့စိုက်ပျိုးရတာတွေ့ရသည်အိမ်လေးရှိမှာတော့အဖွားအိုတယောက်ဖက်ရွက်ဆေးလေးကြီးကိုထိုင်ပွားနေသည်အဖွားကမျက်စိတော့ကောင်းသေးပုံရတယ်ကြည်ပြူကိုမြင်တော့ဟောမီးလေးလာပြီအဖွားကမျောနေတာဒီနေ့ပိန်းနဲ့သီးတွေဆွထားတော့မီးကိုပေးခြင်းနေရတယ်အတော်ပဲတမီးလည်းပိန်းနဲ့သီးကြိုက်တယ်အဖွားဒါနဲ့ဒီနေ့အဖွားအတွက်ငါ6ပုတ်လေးပါတယ်အဖွားတာတူပါတော့ဟဲ့မိပြောရေငါမိအတွက်ယူထားတဲ့ပိန်းနဲ့သီးချခဲ့ဦးဟေ့အဖွားရဲ့ဟဲ့ဆိုတဲ့အတန်ဟာတာတို့ခေါ်နေတော့အတန်နဲ့တန့်ဖို့တော့ကွာတာမို့လို့သူလန်သွားတာစက္ကနဲတောင်နေမိသည်ဒါကိုတတိထားမိတဲ့ကြည်ပြူကသူ့ကိုကြည့်ပြီးအတန်သိရဲသည်လာပြီမေလာပြီအတန်နဲ့သူအိမ်မော်ကနေအသက်50ဝန်းကျင်အန်တီကြီးတယောက်လက်ထဲမှာပိန်းနဲ့သီးကြီးပိုက်ပြီးဆင်းလာသည်အမေကမနက်ထဲကမျောနေတာငါ့သူမရေငါ့သူမတို့မလာရင်လည်းတွားပေးဖို့အသေးကိုခိုင်းနေတာလေကြည်ပြူကပြောရင်ကျေးဇူးတင်ပါတယ်အန်ဒီရဲ့ကြည်ပြူတို့ကအတီးအနှံဆိုအရမ်းကြိုက်တာကြည်ပြူတို့ကအတီးအနှံဆိုအရမ်းကြိုက်တာဟီဟီအန်ဒီကြီးကပိန်းနဲ့သီးကိုသတင်းစာနဲ့ပတ်ပြီးချင်းနဲ့ပြောင်းထည့်ပေးရင်အုပ်ထားဖို့မလိုတော့ဘူးညနေလောက်ဆိုခွဲစားလို့ရပြီသမီးတေချာကိုပြင်မဲ့ထားတာဟုတ်ကဲ့အန်ဒီကဲအမေနဲ့စကားခဏပြောလိုက်အောင်သမီးရေအန်ဒီကတော့အလျှော်စရာလေးတွေရှိသေးလို့ရေကပ်ဘက်ကိုပြေးလိုက်အောင်မယ်ရတယ်အန်ဒီလှုပ်စရာရှိရလှုပ်ပါအန်ဒီကြီးထွက်သွားတော့ကြည်ပြူကဖွားတို့ကဒီမှာနေတာကြာပြီလားကြားဆိုအဖွားအပြူကိုဝါရဲရပေါ်မြည်ရဲ့အခုအဖွားသက်80ဆိုတော့60လောက်ရှိပြီအဖွားတဲ့ဝါရင်နဲ့နေလာရတာမလို့အခုလိုကျမ်းမာရေးကောင်းနေတာနေမယ်ဒါပေါ့မြည်ရဲ့တမီးနှစ်ယောက်ကိုဒီချန်လှုပ်ပြီးပဲရှာဖွေကျွေးမွေးခဲ့ရတာလေခုနကမိပြောကတမီးအကြီးကျောင်းစရာမအပြူကြီးအခုတော့ကျမ်းမာရေးကြောင့်ဆေးပေစဉ်ယူရတာတမီးငယ်မိမုံကလည်းဆရာမပဲနေမှာတာဝန်ကျနေလေရဲ့သူကတော့လင်းနဲ့သားနဲ့အခြေကျနေတာပေါ့တမီးတွေဆိုတော့အဖွားအတွက်ကူပေါ်လာဖက်ရတာနော်အမလီအဖွားလုပ်ပေးခဲ့ရတာတော့ဘယ်မိမလုံးကွယ်အဖွားစကားကြောင့်ကြည်ပြူကသဘောတကျရဲပြီဒါနဲ့အဖွားကဒီမှာနေတာကြပြီဆိုတော့တမီးတို့ရဲ့အရင်အိမ်ရှင်တွေနဲ့လည်းခင်ပါပေါ့နော်ကြည်ပြူရည်ရွယ်ချက်ကိုသူအခုမှသိတော့သည်အိမ်အကြောင်းစုံစမ်းဖို့ကိစ္စကိုအကောင့်ထဲပေါ်နေပါရောလားခင်နာဖို့တမီးရဲ့အရင်အိမ်ရှင်မောင်ဦးတို့ကတပင်တဲ့တွေလေမောင်ဦးကအငိမ့်ထောင်ပြီးဆိုင်းပြီးတယ်မိမဖြစ်သူကတော့အိမ်မှာပဲပွဲတွေလက်ခံရင်စီမံရှာတာအလုတ်သိပ်လုတ်တဲ့မိသားစုပေါ့ကွယ်သူတို့ဒုက္ခရောက်သွားတာအဖွားဖြင့်ယုံတော့မယုံနိုင်ဘူးအဖွားပြောတဲ့တဲမှာသူတို့သိကျင်တဲ့အကြောင်းမပါသေးလို့ရှေ့ဆက်ပြောလာမယ့်စကားတွေကိုတေချာနားဆွင့်နေမိတယ်သူတို့မှာတာသမီရောရှိလားကွာသူသိကျင်နေတာကိုကြည်ပြူကဝင်မေးလက်ချင်းဖြစ်သည်ရှိတာပေါ့မြည်ရဲ့တမီးကလေးတယောက်တည်းရဲ့ကလေးကအဖေရောမေရောသူတော့တိတ်လာပြီးတိတ်ကြက်တည်းရှိတာစပင်းလီဆိုတာနတ်မောင်ပြီးအရှိကြီးအဖွားကဆက်မပြောပဲစစ်လိအဖွားကဆက်မပြောပဲစစ်လိတစ်ချက်ဖွာတော့ကြည်ပြူကစကားဆက်မပြောပဲအာယုံဆိုင်နားထောင်နေသည်ခလေးမလေးကငငယ်ကလေးကဖေအိမ်နဲ့အတူအငိမ်ပွဲတွေလိုက်တော့တပင်ပိုးဝင်သွားတယ်ထင်ပါတယ်ဆက်ကြော်တဲ့ကလေးကအငိမ်မင်းသမီးလုပ်တယ်လေအဖွားစကားကြောင့်ကြည်ပြူနဲ့သူတယောက်မျက်နှာတယောက်ကြည့်မိသွားတယ်ပုံမှန်တွေပြင်းနဲ့အငိမ်မင်းသမီးဆိုတာတွေကတော့သူမြင်ထားတာနဲ့အတော်လေးနီးစပ်နေပြီဒါနဲ့သူကစိတ်လောပြီအဲ့ကောင်မလေးကတီတော့တာလားပွာအဖွားကခေါင်းရမ်းပြရင်ခလေးမလေးကလိမ်မာမလို့လို့နဲ့မလိမ်မာပါဘူးငါမြည်ရဲ့မောင်ငွေရေးကြေးရေးဒုက္ခရောက်နေတဲ့အချိန်ခိုးရလိုက်ပြီးသွားတယ်လေအဲ့လိုဖြစ်ပြီးမသိမကြဘူးမောင်ဦးတို့လည်းခြံကြီးကိုရောက်ပြီးထွက်သွားတာမောင်ဦးတို့လည်းခြံကြီးကိုရောက်ပြီးထွက်သွားကြတာပဲသူတို့ထင်သားသလိုမဟုတ်ပေမဲ့ထက်အတီးပြုကျင်နေသူတို့ထင်သားသလိုမဟုတ်ပေမဲ့ထက်အတီးပြုကျင်သေးတာရှိတာမလို့သူကအဲ့ဒီကောင်မလေးနာမည်ရောတိလို့ရမလားဖွာနာမည်ကခက်ဆန်းဆန်းပါပဲဗစက်ထားလေးတွေမေ့နေတယ်ပါတယ်ဟဲ့မိပြုံးရေပါတယ်ဆိုလို့မှတ်မိသွားပြီအထင်နဲ့တေချာနားထောင်နေတော့မှာပဲဟဲ့ဆိုတဲ့အတန်အကျယ်ကြီးထွက်လာတော့သူလန့်ပြီးနောက်ဆုံးမိသွားတယ်ကြည်ပြူကတော့ဒီတခါအတန်သိမ့်မဟုတ်တော့ပဲတကိကိနဲ့ရီလေပြီမောင်ဦးသမီးလေးနာမည်မှတ်မိလားဟဲ့ကိုမောင်ဦးသမီးအငိမ်မင်းသမီးလေးကိုပြောတာလားမေညီနဲ့အေးမောင်ဦးမှာသမီးဘယ်နှယောက်ရှိလို့တော့ဟဲ့
ကောင်မလေးနာမည်ကနှင်းသွေးအိုးနှင်းသွေးဝတ်မုံနဲ့နှင်းသွေးဝတ်မုံသူတန်ရောင်လိုက်ရင်ဝတ်မုံဆိုတဲ့အတက်တကူခေါင်းထဲမှာပြန်ကြားရောက်မိလာတယ်အဲ့ဒီအနက်ရောက်မျိုးသမီးဟာအဖွားပြောတဲ့မင်းကလေးပဲဖြစ်ရမယ်လို့တထစ်ချယုံကြည်လိုက်တယ်သူ့စိတ်ထဲသိကျင်နေတာထပ်ပေါ်လာလို့မေးဖို့ပြင်းနေတော့မှာပဲဟောဘသူတွေပါလဲအဖွားကမျက်လုံးကိုအားယူရင်ကြည်ဘူးတို့နောက်ကိုကြော်ကြည့်ပြီးပြောလိုက်တာဖြစ်သည်အဖွားစကားကြောင့်နောက်လဲကြည့်လိုက်တော့တိုရီကိုမြင်လိုက်တာမလို့တမင်းညီမလေးပါအဖွားဟေးဟုတ်လားအချောတွေပဲတော့အဖွားတေချာတက်တက်ကိုကိုမြင်ပုံမရပါတူဒီကအဖွားကိုအပြုံးတစ်ခုနဲ့နှုတ်ဆက်ရင်ကိုနဲ့မမကကြာနေလို့တူဒီလိုက်လာတာဒီမှာထိုင်နေတိုင်းမြင်တာနဲ့ဝင်လာလိုက်တာအဖွားကပြောရင်ခေါင်းငိမ့်ငိမ့်နဲ့တူဒီကိုကြည့်နေတယ်ဒါနဲ့ဟိုနောက်ကတယောက်ကိုအဖွားစိတ်ထဲရင်းနှီးနေတယ်လို့ပဲအဖွားပြောပုံကြောင့်ကြည်ဘူးရောသူရောမျက်လုံးပြူးသွားရသည်ဝင်လာတာကတူဒီတယောက်တည်းဖြစ်တဲ့အပြင်အဖွားလန့်ကြည့်တဲ့အနောက်ဘက်မှာလည်းဘယ်သူမှရှိမနေတူဒီကတော့အဖွားပြောတာကိုတိတ်နားမလဲသလိုအနောက်ကိုလှည့်ကြည့်ပြီးဘယ်သူမှရှိမနေတော့အဖွားကိုသူ့ကြောင်ကြောင်လေးပြန်လှည့်ကြည့်နေသည်အခြေအနေကိုဝင်ထိန်လိုက်တာကကြည်ဘူးညီမလေးကနိုင်ငံခြားအပြင်ရောက်လာတာမကြသေးဘူးဖွားရဲ့ဒါနဲ့တမီးတို့ပြန်လဲဦးမယ်နော်ဖွားနောက်ရက်မှထပ်လာခဲ့မယ်အေးကွယ်အဖွားတနေ့ကိုအိမ်မှာရှိတယ်မိကြိုက်တဲ့အချိန်လာခဲ့နော်ဟုတ်ဖွားသွားလိုက်ပါဦးမယ်နော်သူတို့တွေဖွားအောင်နှုတ်ဆက်ပြီးထွက်လာတော့သူတွေကသူတို့နှစ်ယောက်ကိုမျက်စောင်းတထိုးထိုးနှကန်းတဆူဆူနဲ့မလိုက်ရလို့မကြည်နပ်ဘူးဆိုတဲ့ပုံစံဒီကလေးမလေးချာချာစိတ်မဆိုးတက်တာတီးတော့သူကမချော့တော့ပဲမတိကျင်အောင်ဆောင်ပြီးကြည့်ဘူးငါမေးမလို့မေးလေဘာမေးမလို့လဲခုနကဟိုအိမ်မှာပြောတဲ့စကားအတိလားသူဘာလို့ဆိုလိုလဲဆိုတာကိုကြည့်ဘူးကစိတ်ပြည့်ပြည့်ပုံစံနဲ့မေးနေတယ်သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီးဟဲ့အဲ့လိုမပြောလို့ရမလားတာမန်ချစ်သူအစင်းနဲ့တအိမ်နဲ့နေတယ်လို့ပြောလို့တင်းတော့ပါမလားစဉ်းစားလေအေးတင်းတော့နေပြောတယ်လို့တကယ်စိတ်ဆက်ထားလိုက်ကြမယ်လေမကောင်းဘူးလားမကောင်းဘူးတွားစကားဆုံးတာနဲ့ကြည်ဘူးကပေါက်ဆက်နဲ့ရှေ့ကနေတော့တူရီကပါပေါက်ဆက်ပုံစံနဲ့လောင်းကနေလိုက်သွားတယ်နှစ်ယောက်သားအတိုင်ပေါက်ညီနေပုံကိုကြည့်ပြီးသူသဘောကျပြီးတဟားအော်ရီမိလေသည်အဲ့ဒီအချိန်ဘေးမှာအနက်ရောင်အရေးတစ်ခုရှိနေတာတိခဲ့ရင်ဒီလိုယူနေနိုင်မလားဆိုတာတော့တိုရီသူမျက်လုံးနှလုံးကိုဖြတ်ကနေဖွင့်လိုက်တဲ့အချိန်မျက်နှာချက်ဖြစ်ကိုမြင်လိုက်ပေမဲ့အိမ်မက်ထဲရပုံကျဲရောင်တွေကထွန်မတော်သေးပဲအသွေးထဲမှာတဝဲဝဲလေဖြစ်နေသည်ကိုယ်နှလုံးခုန်တန်ကိုပြန်ကြားနိုင်လောက်အောင်ယူနေတဲ့တင်းခုန်နေပြီးတကူလုံးနဲ့ချွေးဆွေးတွေပြန်ရင်အေးဆက်တောင်းနေခဲ့လေသည်တတိကောင်းကတ်တာနဲ့အိယာကနေဝုန်းကနေထပြီးအခန်းထဲကနေထွက်တော့ကြည်ပြူကလည်းအခန်းထဲကထွက်လာနဲ့တိုက်ဆိုင်နေသည်ရှေ့နင်ဘာဖြစ်နေရလဲနင့်အော်တန်ကြောင်ကနိုးလာတာနိုးတော့ဘေးမှာတော်ရီမရှိဘူးဘာအခုအိမ်နာဘက်ကိုသွားကြည့်မလို့ကိုဖုံးမောင်တို့လင်မယားကမလှကြီးအိမ်မျိုးတယောက်အတဲတန်ဖြစ်ကြောင်းတရင်ရလို့လေးလယ်ကမှယထာနဲ့ထွက်သွားကြတာမလို့တအိမ်လုံးမှာသူတို့၃ယောက်သာရှိလေသည်နှစ်ယောက်သာအိမ်ထဲမှာလှည့်ပတ်ရှာတာမတွေ့တော့ခြံထဲထွက်ရှာမယ်ဆိုပြီးအိမ်ကြီးတဲ့ကနေအထွက်မှာတွေ့လိုက်ရတာကကျောင်းဝင်ခေါဝင်ဖဖနဲ့ဓာတ်မောက်မှာထိုင်နေတဲ့တူရီတန်းဟာအရှိအနောက်အားကုန်လွှဲနေတော့တူရီစပင်တွေကလည်းလီထဲမှာတလွင်းလွင်းနဲ့ဘာကြောင့်မှမသိလိုက်အောင်အောက်ကတူရီပုံရိပ်ကသူ့အတွက်အနှဲငယ်ကြောချမ်းပွဲဖြစ်နေခဲ့သည်မြင်ကွင်းရဲ့ထူးခြားမှုကြောင့်သူရောကြည့်ပြီးတော့စွန့်အားနေတော့မှာပဲနားရဲကိုအတန်တစ်ခုပြောင်းလဲလာခဲ့သည်အတန်ကပုံဆွေတချင်းစာသားကိုတီဆိုနေခြင်းမျိုးမဟုတ်ပဲပါဇက်ပိတ်ပြီးတချင်းညီးနေတယ်လို့အတန်ကြားလိုက်ရတဲ့အတန်ကြောင့်သူနဲ့ကြည်ဘူးတယောက်မျက်နှာတယောက်ကြည့်နေတော့မှာပဲဒန်းဟာအားကုန်တွဲနေရကနေတိကနေရက်သွားတယ်တွေ့သွားလက်စားနဲ့ဆက်ကြည့်သွားပေးအောင်နော်တူဒီကသူတို့ကိုတစ်ချက်တောင်လှည့်မကြည့်ပဲခတ်တောင်းထိုင်နေရင်းကနေပြောလိုက်ခြင်းဖြစ်သည်တူဒီညီမလေးဘာဖြစ်ဟာသူ့စကားမဆုံးသေးခင်မှာပဲတူဒီကထိုင်ရကနေဝုန်းကနေထားရက်ပြီးတဟားအော်ရီတော့သည်ခြေလက်တွေအကုန်ကြွက်ဖက်လှုပ်ခါရင်အပေါ်မော့ပြီးတဟားအော်ရီနေပုံကတူဒီမဟုတ်ရဲ့လားတောင်ထင်ရလေသည်ရေပြီးခဏကြတော့ခုနကရဲနေတာတူဒီမဟုတ်တယ်လို့ခက်တီတီနဲ့ငိန်ကြသွားပြီတောက်ခနဲ့အတန်နဲ့အတူတူရီကိုနေဟန်သားကကွေးကောက်သွားပြီးခါကိုကြည့်လက်ကိုချိုးရင်ကကွက်အနေထားတစ်ခုပုံစံပြောင်းသွားသည်နောက်တော့ကွယ်တူရီတယောက်အယိုးတွေမှာပါသေးရဲ့လားလို့ထင်ရလောက်အောင်ကွေးကောက်ထားရင်ကစီးချက်တန်တစ်ချက်ပြောင်းတိုင်းမှာကကွက်လေးလိုက်ပြောင်းလေသည်ကြည်ဘူးကတော့
ပါဇက်ကိုလက်နဲ့အုပ်ရင်အတန်မထွက်ရဲပဲသူ့နောက်ကိုအသာတိုးကပ်လာသည်အစားကသူတို့ဘက်ကြောပေးကရင်ကတဖြည်းဖြည်းနဲ့သူတို့ဘက်ကိုလှည့်လာတဲ့အချိန်တူရီမျက်နှာကပါဇက်နေရွက်ချိတ်မသက်အတင်းဖျဲပြီးမျက်မှောင်းတွေကိုအသာကျုပ်ရင်သူတို့ကိုစိုက်ကြည့်နေလေသည်မေးဆက်ပြတဲ့အချိန်ဆိုမျက်နှာတီသွားလိုက်မီးပြန်ချရင်ပြုံးဖြစ်လှုပ်လိုက်နေတူရီနုကိုရုပ်တွင်ကိုဘယ်မှာသွားရှာရမှန်းမသိလောက်အောင်ဖြစ်နေလေပြီတပတ်ပြည့်အောင်ပတ်ပြီးနောက်တစ်ပတ်အလှည့်မှာတော့ဟာတူရီကဘာကူမှမမြင်သလိုအကြည့်တွေကိုအဝေးကိုပို့ထားပြီးရုပ်ကလည်းစိတ်နဲ့လူနဲ့မကပ်သလိုအယုတ်ကျူးပြက်ဖြစ်နေလေသည်တူရီနောက်မှာကအနက်ရောင်အမျိုးသမီးတူရီလက်တွေကိုသူမလက်တွေနဲ့အတားအရာကန်ရင်သူမစိတ်ကြိုက်ပုံစံကောက်ကွက်အမျိုးမျိုးကိုဖန်တီးနေလေသည်အဲ့လိုအနေထားကနေတူရီနာနာကပ်ပြီးပွားစီပြောလိုက်တဟင်းကြီးရီလိုက်နေသူမရေရင်တူရီကလိုက်ရေပြီးသူမတည်ရင်လေတူရီလည်းတည်သွားသည်သူဘလို့မှမခံစားနိုင်တော့ပဲခြေတလန်းတိုးဖို့ခြေလန်းပြင်လိုက်တော့မှပဲသူမမျက်နှာကရုပ်ချီးတင်းသွားပြီးအနက်ရောင်အခိုးအမွှေးအတွင်နဲ့ပျောက်ကွယ်သွားတယ်ပျောက်သွားတဲ့အချိန်စိတ်အေးသွားမလို့ဖြစ်သွားတော့မှပဲကြည်ပြူရဲ့အောက်ခေါင်ချစ်အော်တန်ကြားလိုက်ရလို့လှည့်ကြည့်လိုက်တော့ကြည်ပြူကဘုံငနဲ့ပက်လက်လန်လဲသွားပြီးဘေးကတကားပေါင်နဲ့ခေါင်းကိုတယောက်ယောက်ကကန်ဆောက်လိုက်တယ်လို့စောင့်ခံလိုက်ရပြီးခွေကနေလဲကျသွားသည်ဟာကြည်ပြူသူရီကိုခဏသတိလက်လို့ဖြစ်သွားပြီးကြည်ပြူကိုပြေးပွေးလိုက်တယ်ကြည်ပြူသတိထားပါဦးကြည်ပြူနဲ့တင်ကတွေးစားတွေမြင်လိုက်ရတဲ့အချိန်မှာတော့သူရမ်းစိတ်ပူသွားတာမလို့ကြည်ပြူကိုပွေ့ချပြီးဆိုဖာပေါ်အရင်ပြေးတင်သည်အဲ့ဒီအချိန်ကိုမမကြည့်ဘူးဘာဖြစ်တာလဲဟင်မမဘာဖြစ်တာလဲတူရီအတန်ကြားလိုက်တော့သူလှုပ်ရှားနေတာတွေတုံငနဲ့ရက်သွားပြီးဘေုံတလို့ဖဲ့ကြည့်တော့တူရီပုံစံကငကိုပုံစံအတိုင်းကြီးစင်ကိုမှမျက်လုံးတူးလေးတွေနဲ့ထိတ်လန့်နေတယ်လို့ပုံစံပြီးတော့ဘာလို့ဖြစ်နေမှန်းတော့မသိတယ်လို့ချောင်းတောင်လေးဖြစ်နေတာမို့လို့တူရီအစစ်ရဲ့စိတ်နဲ့ကိုဖြစ်သွားပုံရလေသည်ဖြစ်မဖြစ်သူ့မှာတူရီအစစ်ဟုတ်မဟုတ်လဲတန်တရားမဖြစ်အားသေးတာမလို့အခန်းထဲကကားတော့နဲ့ပတ်စံအိတ်ကိုပြေးယူသည်ပြီးတော့ကြည်ပြူကိုပြန်ပွေ့ချပြီးကားစီထွက်လာတော့တူရီကလည်းအဝတ်စားတစ်ခုနဲ့ကြည်ပြူတန်ရာကိုပြီးအုပ်ထားပေးရင်လိုက်လာသည်ညီမလေးတန်ရာကိုတိကျအုပ်ထားပေးနော်ဟုတ်ကဲ့ကိုတူရီနဲ့ကြည်ပြူကိုနောက်ခန်းထဲမှာနေရာတကျထိုင်ခန်းမိတာနဲ့ခြံကားကိုတော့ပြေးခတ်ကားထဲဝင်ထိုင်အပြီးမှာတော့သူ့အတိဆရာဝန်တယောက်စီအရင်ဖုန်းခေါ်ပြီးသူလာမဲ့အကြောင်းကိုကြိုဖုန်းဆက်ထားလိုက်တယ်ဖုန်းဆက်ပြီးတာနဲ့ကားကိုတရကြမ်းမောင်းထွက်လာလိုက်တာကြည်ပြူဇောကနေလို့နာနာဘာဝအမျိုးသမီးကိစ္စကိုမေးလို့မေးခင်ဖြစ်သည့်အထိမောင်းလာရင်ကလမ်းခုလက်အရောက်မှာတမျိုးကြီးခံစားလိုက်ရပြီးစိတ်ထဲမတိုးမတန့်ဖြစ်လာတာမလို့နောက်ခန်းထဲကိုရောက်ကြီးမှန်ကနေတဆင့်ကြည့်လိုက်တဲ့အချိန်ဟမ်အခန်းရှိနောက်ကန်းကကြည်ဥဘေးနေရလွတ်မှာခံငယ်တဲ့အနက်ရောင်မျိုးသမီးနောက်ကြီးမှန်ကနေတဆင့်သူ့ကိုစူးစူးဆက်ဆက်ကြည့်နေရင်ကမျက်နှာကမဲ့ကနေပြီးတော့ပါဇက်ကနေတောက်ချီတောက်ချီတောက်ချီဆိုတဲ့စီးချတန်ကိုအတန်တိတ်ပါဇက်လှုပ်ပြရင်ဒူမပုံစံအတိုင်းမျက်နှာကအကြောတွေအကုန်ရှုံသွားနေအောင်ပြုံးပြသည်ကြည်ပြူကတတိဝင်စားပြုတ်နေပြီမဲ့ရုံလုံးလဲလဲတတိရတာမျိုးမဟုတ်သေးတူရီကတော့စိုးရိမ်နေကြီးနဲ့ပဲကြည်ပြူခေါင်းကတန်းရကိုအဝတ်နဲ့အုပ်ပြီးရင်ထိုမျိုးသမီးကိုလည်းမြင်ရဟန်မသူကတော့ကြောက်စောတဲ့စိုးရိမ်စောကြည့်နေသည်မလို့ကောက်ကိုပဲဘီးဆိုင်မောင်းရင်ဆရာဝန်ရှိရာစီကိုအမြန်ရောက်နိုင်ဖို့အတော်နှင်းလာခဲ့သည်ဆရာဝန်အိမ်ရောက်တော့ကြည်ပြူကိုကားပေါ်ကနေပွေချပြီးဆရာဆန်းတက်နေတဲ့တခြားတော့ရင်ထဲမှာအပူလုံးကြီးဆုနေတယ်လို့ခံစားနေရသည်ဆရာကကွဲသွားတဲ့တရားကမနှက်ကြောင်ချုပ်စရာမလိုကြောင်ပြောပြီးဒဏ်ရာကိုပိုးသက်ဆေးထည့်ပြီးပလာစတာကပ်ပြီးတယ်တတိလက်နေတာကဒဏ်ရာပြင်းလို့မဟုတ်ပဲထိတ်လန့်လို့သာရှော့ရသွားတာမျိုးဖြစ်ကြောင်းရှင်းပြသည်ဆရာသုံးသက်ချက်ကြားမှာသူလည်းတတ်မှချနိုင်တော်သည်ဆရာသုံးသက်ချက်ကြားမှာသူလည်းတတ်မှချနိုင်တော်သည်ဆရာစီကတောက်ဆေးလေးဆေးယူပြီးပြန်ချဖို့ရှေ့ထွက်လာတော့မြင်လိုက်ရတာကကားခေါ်မှုပေါ်မှာတက်ထိုင်ပြီးစက်ကြီးဆောင်လက်နှစ်ဖက်ကိုထောက်ထားရင်းကခြေနှချောင်းကိုလွှဲခါနေတော့အနက်ရောင်သူမအနက်ရောင်မင်းသမီးဝတ်စုံကသူမရဲ့ကြောက်စရာတွင်မြင်ကိုအပြည့်အဝပံ့ပိုးထားနိုင်လေသည်သူကြည်ပြူကိုတွဲထားရင်းကအတန်ထွက်မအော်မိအောင်ထင်းရင်ကားနားကိုလေးတွဲလာတော့ခြေလမ်းနေနဲ့ကတ်သွားမိသည်တူတီနဲ့ကြည်ပြူကနောက်ခန်းထဲမှာဝင်ထိုင်ပြီးသူ့ရှေ့ခန်းကိုဝင်ထိုင်ဖို့ဘေးကနေပတ်လာတဲ့အချိန်သူမကလည်းလွှားကနေခုန်ဆင်းလာပြီးသူ့ဘေးခုန်နေရစီကိုဖြတ်ကနေဝင်ထိုင်ပြီးသားဖြစ်နေပြီးစိုးရင်စောတွေလိပ်ပြေခါစားပြုတ်တဲ့အချိန်ကြောက်စောတွေကတစားချင်းပြန်ကတ်လာပြီးမို့လို့သူကားထဲမဝင်ရသေးပဲခြေတုံချတုံဖြစ်နေတဲ့အခိုက်မှာကိုတူရီကတော့ပုံမှန်လေတန်းနဲ့ခေါ်လိုက်တာပဲမဲ့ကိုအာယုံနဲ့ကိုဖြစ်နေတော့သူကတော့တုံကနေဖြစ်သွားလေသည်တွားကြမယ်လေကိုရဲ့ဘာလုပ်နေရလဲအေးတွားကြတာပေါ့သူ
သူမှမမောင်းရင်ဘယ်သူမှမောင်းမဲ့သူမရှိတဲ့အဖြစ်မလို့သူဖြစ်ချင်းအဖြစ်ဆိုပြီးရှေ့ခန်းမှာဝင်ထိုင်ပြီးကားမောင်းထွက်လာခဲ့တယ်ကားစားထွက်ပါပြီဆိုကြတဲ့ဟာဘေးဟိုမှာရှိနေတဲ့အနက်ရောင်သူမကသူ့ဘက်ကိုတဖြည်းဖြည်းချင်းစောင်းလာပြီးသူ့ကိုစစ်စစ်ကြည့်တယ်သူကတော့အပြည့်လှည့်မကြည့်ရဲပဲမျက်လုံးဆွေယုံကြည့်ပြီးကားမောင်းတာကိုလည်းအာယုံဆိုင်နေရတာမလို့လူကဇောချွေးတွေပြန်နေပြီအဲ့ဒီအချိန်မှာပဲစောင့်ထွက်လာတဲ့အတန်ကြောင့်သူရောင်ပြီးလှည့်ကြည့်လိုက်တော့သူမကသူ့ကိုရှုံးတော့ပြုံးပြသည်သူချက်ချင်းမျက်နှာပြန်လွှဲပြီးရှေ့ကိုကြည့်တော့သူမစီကတဟီဟီရီတန်ကြီးထွက်လာတယ်ပြီးတော့သူမြင်နိုင်တော့တဲ့မြင်ကွင်းလောက်ထိကိုသူမမျက်နှာကိုတိုးကပ်လိုက်ရင်သူ့ကိုမျက်လုံးလှန်ပြီးစစ်စစ်ကြည့်ရင်ကမိုးရွှေကြီးခိုင်မာလာနေစီကြိုက်စွာတာတင်ချီပုံချွေကြီးတချင်းစာသားကိုအတန်အောကြီးနဲ့တလုံးချင်းပြည်ပင်လေးသွဲစွာစဆိုလေသည်သူကြောက်သွေးဆောင်တတ်နေသည့်ကြားကနေကြည်ဘူးနဲ့တူရီကိုစိတ်ပူပြီးနောက်ခန်းနဲ့လှည့်ကြည့်တော့ကြည်ဘူးကတူရီကိုမိထားရင်းကမိမ့်နေတယ်လို့ရှိနေလေသည်တူရီကတော့ကားမှန်ကနေတဆင်အပြင်ကိုငေးကြည့်ရင်သူမြင်နေရတာတွေကိုဘာမှမမြင်မကြားမသိတယ်လို့ပင်ဒါကိုပဲတော်သေးသည်လို့တွေးပြီးသူတတ်နိုင်သမျှကားကိုဖြည်းဖြည်းမှန်မှန်မောင်းနိုင်ဖို့ပဲအာရုံစိုက်လာခဲ့တယ်အနက်ရောင်သူမကတော့ဘေးကုံကနေတချင်းဆိုလိုက်အတန်ချနေရရောက်ရင်သူမပေါင်ကိုစိုက်ချသလိုပုတ်လိုက်နေတဟီဟီရီရင်ဆိုးတဲ့ဆိုးလာခဲ့သည်နာနာဘဝတကောင်နဲ့လက်တကန်းအလိုမှာထိုင်ရင်မိမိချင်းအောင်မကြားချင်းအောင်ဆောင်နေရတဲ့အဖြစ်ကြောင့်သူတွေးပြတ်တယ်လို့ဖြစ်လာပြီးနောက်ဆုံးအောက်ကိုရအဖြစ်ပြစ်တာတော့ကိုပါဇက်ကနေအတန်ထွက်သည့်ဆိုယုံများခတ်တိုးတိုးရွတ်လိုက်မိသည်ကြောက်စိမ့်နေမလို့ဖះစာရွတ်တာကအလဲလောက်ရောက်ရင်စားပြောက်ပြီးရှေ့ရပြန်ရွတ်လိုက်ရနောက်ကပြန်ရွတ်လိုက်ရဖြစ်နေတဲ့အချိန်သူမကသူ့နာကိုငကိုထက်မျက်နှာတိုးကပ်လာပြီးနေဖះစာမှန်လဲမှန်မဲနဲ့သူလုံးဝထဲမဲ့မထားတဲ့အနေအထားမလို့သူအရန်လန်ပြီးမျက်လုံးစုံမိတ်ကဘရိတ်ကိုဖိအုပ်လိုက်ရင်ကားကိုထိုးရိုက်လိုက်တယ်ကိုဘာဖြစ်တာလဲဟင်ဘာဖြစ်တာလဲတူရီကလန့်သွားသည်ထင်အတန်တုံတုံလေးနဲ့မေးလာသည်သူခေါင်းမြန်မမော့သေးပဲဘာမှဖြစ်ဘူးညီမလေးကိုခေါင်းထဲနဲ့မူးသွားလို့ရရလားစမောင်းလို့အဆင်ပြေပါမလားကိုရတယ်ညီမလေးရတဲ့ဖះစာရွတ်လာခဲ့ပြီနော်မြင့်နဲ့နေပြီဆိုတော့အနေရကင်းအောင်ပေါ့ဟုတ်ကဲ့ကိုတူရီဖះစာတွေကောင်းကောင်းရတယ်ရွတ်လာခဲ့လိုက်မယ်နော်အင်းတူရီကဖះစာရကြောင်းတက်ကြွစွာပြောပြီးပါဇက်ကနေခက်တဲ့စရွတ်လေသည်တူရီစရွတ်တာနဲ့ဘေးကနေအနက်ရောင်ပိုရိတ်ကလည်းရုပ်ချီးဆိုသလိုပြက်ကွယ်သွားတယ်ဒီမိမဖះစာတော့ကြောက်ပုံရတယ်လို့တွေးမိလိုက်သေးပေမဲ့အဲ့ဒီအတွေးမှားကြောင့်စက္ကန့်ပိုင်းတွင်းမှာပဲတိဖို့ဖြစ်လာခဲ့တယ်သူ့ဘေးဒီမောက်မှန်အပြင်ဘက်မှာအနက်ရောင်စာကုတ်အင်ဂျီဝတ်ထားတဲ့လက်တစ်ဖက်ပြီးတော့စီဝါချတဲ့မှာထကြားလိုက်ရပြီးစီးချက်နဲ့အညီကာချုံးနေတော့ထိုလက်နောက်ဆုံးတော့ဖြစ်ချင်ရပြည့်ဆိုတဲ့စိတ်နဲ့သူကားကိုဝေါကနေမောင်းထွက်လာရင်းပဲနေမကောင်းသေးတာကြည့်ဘူးရဲ့နောက်မှသွားမေးလဲရပါတယ်အဖွားကဘယ်မှထွက်မပြေးပါဘူးအခုလောလောဆယ်ငါ့အတွက်အရေးကြီးဆုံးကနေတတ်တာဘူးပဲငါတတ်တာနေပြီဘာမှမဖြစ်တော့ပါဘူးဆိုရှင်းရမဟုတ်မို့ငါတို့ဒီလိုလုံနေတဲ့အကြောင်းကတာမန်6လမ်းကျင်တာမျိုးမဟုတ်တော့တာငါတိတိကျကျကြီးကိုခံစားမိနေတယ်ဒီတော့သူဘာလို့ခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ဆိုတာသိရဖို့ငါတို့သူ့အကြောင်းတေချာသိဖို့လိုတယ်ပြီးတော့ပိုရေးကြည့်တာကကြည်ဘူးကစကားမဆက်သေးပဲသူ့မျက်လုံးတွေကိုစိုက်ကြည့်ရင်တူရီဒုက္ခရောက်သွားနိုင်တဲ့ရှိန်နေအဲ့ဒီအချက်ကိုမပေါ်တင်ဘူးသူတပြင်းမောကြီးချမိသွားတယ်သူလည်းပေါ်ဆဆတွေးတာမျိုးရတော့မဟုတ်ဒါပေမဲ့သူတို့တခုခုကိုသိဖို့ကြိုးစားလိုက်မကောင်းတာတခုဖြစ်လာတတ်တာမလို့သူတွေးဝေနေရခြင်းဖြစ်သည်အဲ့ဒီညကိစ္စတူရီကိုမေးတော့တူရီကအပြင်ဘလို့ရောက်နေလဲဆိုတဲ့မေးခွန်းကိုတိတ်ထူထူမဖြစ်ညီမလေးကငယ်ငယ်တည်းက sleep walking မကြာခဏဖြစ်တတ်တာတဲ့အခုဒီတူရီတော့ကအရာအဆင်ပြေနေတော့မလို့သူဘလို့အကြောင်းအရာကိုမှထပ်သိဖို့မကြိုးစားကျင်တော့ပဲဒီအိမ်ဒီဝင်းထဲကနေတတ်နိုင်တဲ့မြအမြန်ဆုံးထွက်သွားဖို့စိတ်ပူပြင်ဆင်လာပြီဖြစ်သည်ငါတို့စက်မနေတော့ရင်ရပြီလေကြည့်ဘူးငါဆုံးဖြတ်ပြီးပြီငါအလုပ်ကလည်းသတတော်နားရရတယ်ဆိုတော့ငါတို့ပြန်ကြမယ်အဲ့လိုရရင်အမလေးစကားတော့မဆုံးသေးအင်းရှိမနာစာကပြတင်းပေါက်ကခွမ်းကနေကွဲသွားသည်ခဲမရှိလက်နက်မရှိဒီအတိုင်းထကွဲခြင်းသူတို့နှစ်ယောက်ထိုင်နေတာကပြတင်းပေါက်နဲ့မနီးမဝေးမှာမို့လို့အန်ဒီရဖြစ်မှာစိုးတဲ့အသည့်နဲ့သူ့အလိုလိုကြည်ပြို့ကိုကပေးမိပြီးသားသူ့ဘယ်ဘက်လက်ဖြတ်မှာဖန်စားတချို့ဆင်သွားသည်ဘာဖြစ်သွားသည်လဲရှိအတန်ငိန်သွားတာနဲ့ကြည်ပြို့ကသူ့လက်ကိုအတင်းဆွဲကြည့်ပြီးဖန်စားဆင်ထားတဲ့တွေးဆုပ်ဆုပ်ပူးမဲရည်မင်းနော်ခဏနေကိုငါဆေးချင်းသွားယူလိုက်ဦးမယ်ဆေးချင်းကို
ခတ်တက်သွားယူပြီးအရက်ပြန်တဲ့အနာကိုဆေးပြီးဂိုးနံလေးနဲ့ဆေးတဲ့ရင်ကသူ့လက်ပေါ်မျက်ရည်စက်တချို့ကျလာတာမလို့ကြည့်ပြူနင်းငိုတွေကလားဘာလို့လဲနေရတာမတက်တာလို့လားသူ့ရင်နဲ့ပူကနေဖြစ်သွားတာမလို့ကြည့်ပြူပခုံးလေးကိုအသာလှုပ်မိတော့ကြည့်ပြူကသူ့ကိုမောကြည့်လာတယ်ကြည့်ပြူမျက်ဝန်းထဲမှာမျက်ရည်အပြည့်တကယ်ဆိုငါကြောင့်ရှိန်ဆော့ဆာချင်းငါတိကြတဲ့ကနင့်ကိုဒီကနေပြောက်ဖို့ပြောလိုက်ရင်ဒီလိုအခြေအနေထိရောက်လာမှာမဟုတ်ဘူးအခုလဲကြည့်အဲ့ဒီမျိုးသမီးကပိုကြောက်ဖို့ကောင်းလာပြီရှိုက်တန်တဲ့နဲ့ပြောလာတဲ့ကြည်ပုစကားတွေကြောင့်သူစိတ်မကောင်းဖြစ်သွားပြီကြည်ပြူရဲ့သူကြည်ပြူကိုသူ့ရင်ဝင်နဲ့အသာဆွဲသွင်းလိုက်သည်ဘာလို့နှင်းချောင်းဖြစ်ရမှာလဲကြည်ပြူအကုန်လုံးကကန်ရဲ့စီမံရာအတိုင်းဖြစ်လာခဲ့တာငါနဲ့တူတွေကရောနင်းကမနေပါနဲ့တော့လို့ပြောလို့မနေမဲ့သူတွေလားငါပြောသလိုငါတို့ကန်ကြောင်မဲ့ကြည်ပြူအခုဖြစ်နေတာတဲ့အတွက်ဘသူမှအပြစ်မရှိဘူးဖြစ်သမျှရဲ့အတွက်မလိုအပ်ပဲနင်းကိုနင်းအပြစ်တင်ပြီးစိတ်ဆင်းရဲနေဖို့ကိုလည်းငါခွင့်ပြုမှာမဟုတ်ဘူးတအင်းရှိုက်နေတယ်ကြည်ဖူးကြောပြင်ကိုသူခတ်တတာလေးပုတ်ပြီးနှစ်တိတ်ပြီးရင်ဆဆားတချို့ကိုခပ်ပွားပွားလေးနမ်းရှိုက်လိုက်တယ်ကဲခလေးလိုငုံမနေနဲ့တော့နင်းတော့တက်ကြည့်ပြီးရင်အဖွားစီတွားကြမယ်ငါပြောစရာရှိသေးတယ်ကြည်ပြူကသူ့ရင်ငွေထဲကနေသူ့ကိုမောကြည့်ရင်ပြောလာတာကငါတို့တူရီကိုပါခေါ်သွားကြမယ်အတီးပေးတဲ့လောက်ပေးသည်မှသူ့ကိုယ်သူကာကွယ်နိုင်မှာရှိန်တူရီကိုခေါ်သွားဖို့ကညီမလေးလိုက်မှာနော်ကိုဘယ်တော့မထားခဲ့ရဘူးသူ့စကားမဆုံးရင်တူရီကအတန်ကဆူဆူអော်ရင်လူကလည်းလက်ကနေရောက်လာတယ်အဲညီလေးကဘယ်ကနေဘလို့ကြားလိုက်တာတော့ပြောပါဦးဘယ်တော့မှလည်းတီးလို့လားမတီးဘူးမတီးလဲလိုက်မှာပဲပြင်းပေါက်ကွက်သွားကြတဲ့ကတူရီအထက်ကနေချောင်းနှားထောင်နေတာကိုနဲ့မမရန်ဖြစ်နေတာမှတ်လို့ထွက်မလာရဲတာနဲ့ထွက်မလာတာအကုန်ကြားတယ်ပြီးတော့အကုန်လည်းမြင်တယ်နော်ဟဲ့ကြည်ပြူကရဲကြက်ကြက်နဲ့မျက်နှာလေးရဲပြီးမျက်နှာဘလို့ထားရမှန်းမသိဖြစ်သွားတယ်ဒီကလေးမလေးတော့လားတကယ်ကသူလည်းရှက်သွားတာပါပဲလေဟုတ်တော့ငါမီးတို့လာကြတာကိုလာထိုင်ကြဟဲ့မီးပြုံးကြီးငါမီးတွေလာတယ်လက်ဖက်နဲ့ရင်းနှီးချက်လာချအောင်ဟဲ့ထုံးစံအတိုင်းအိရှိဟိုမှာထိုင်ပြီးပြန်ပုတ်ဖက်ဆေးလေးဖွာနေတဲ့အဖွားကသူတို့၃ယောက်ကိုမြင်တာနဲ့ဝမ်းသာအရာဖြစ်ပြီးကြိုးတယ်တကူးတကမလုပ်ပါနဲ့အဖွားရဲ့သမီးတို့ကဧည့်သည်တွေမှမဟုတ်တာဒီမှာသမီးလည်းအဖွားတို့ချက်ပေါင်းရည်ယူလာတယ်ဖွားတောက်မယ်မလားတောက်မှာပေါ့တော့ဖွားတို့တော့ကတကူးတကမဖြစ်ပါဘူးမီးရဲ့အဖွားကဧည့်သည်တိတ်မြော်တာစကားပြောချင်ပေမဲ့နားထောင်ပေးမဲ့သူမရှိဘူးမဟုတ်လားအထီးကျန်နေရတော့မဟုတ်ပေမဲ့အိုပယ်ရီဖြစ်နေပြီမလို့ဝမ်းနေမိတာအဖွားစကားကြောင့်သူ့ရင်ထဲမကောင်းဖြစ်သွားရသည်သူကိုယ်တိုင်လည်းအမြဲတမ်းနေပါကိုကိစ္စကိုအကြောင်းကိုပဲရှာဖို့ရင်ရှင်းနေနေသူမလို့အဖိုးအဖွားတွေတက်ရှိထင်ရှားရှိစဉ်တုန်းကဆိုတိတ်စကားမပြောဖြစ်သလောက်ကြောချိန်တိုင်းကြောသူ့ချိန်တိုင်းတွေလူမဲ့ထင်တာလေးတွေဝယ်ချမ်းပေးတတ်ပြီးမြဲတခါမှအချင်းကြစကားထိုင်မပြောဘူးကအဖိုးအဖွားတွေစကားကိုလည်းနားထောင်ပေးဖို့လိုအပ်တယ်မထင်ခဲ့အိုလာရတဲ့အမြဘေးထွက်ပေးရတဲ့တက်ကြီးရွယ်တွေခင်ဗျာဘလုံများအထီးကျန်ပြီးဝမ်းနဲ့နေလိမ့်မလဲလို့တွေးမိပြီးစိတ်မကောင်းဖြစ်ရသည်ကဲလိုင်းကိစ္စရှိမယ်ထင်တယ်စူစမ်းမအောင်ငါမီးရဲ့တက်ကြီးဝါကြီးဆိုတဲ့အတိုင်းသူတို့ကိုအကဲခတ်ပုံကလည်းပါနဲ့လှသည်ကြည်ပြူကဒီလိုပါအဖွာသမီးတို့အိမ်ရဲ့အရင်အိမ်ရှင်တွေအကြောင်းကိုသိကျင်လို့ပါအဓိကကတော့အငိမ့်မင်းသမီးပြင်းတို့ဝတ်မုံအကြောင်းပါကြည်ပြူစကားကိုအဖွားကခေါင်းတင်းငိမ့်နားထောင်ရင်ငါမီးတို့ဘာလို့သိကျင်လဲတော့ဖွားမသိပေမဲ့ဖွားသိတဲ့လောက်ပြောပြပါမယ်ဟဲ့မိပြောကြီးဒီတစ်ဖက်ကလည်းကြာလာကြည်လားအေးရှမ်းပြည်တက်ကူးနေရောလားဒီတခါတော့သူမလန်းတော့ပြီလာပြီအမေရေစက်တုံပြူကနှွားရခတ်နေလို့ပါအမေရဲ့လာပြီအနီပြုံးကအတန်မဆုံးနေလူရောက်လာပြီသူတို့ရှိကိုရုံးအင်လေးနဲ့လက်ဖက်ချပေးတယ်ရုံးအင်ထဲကအကန့်လေးတွေမှာလက်ဖက်ပဲလော်ကျော်စက်တုံကျော်မေဥတီခရမ်းညက်သီးစိန်ပစွန်ကျော်စက်တုံပြူစသည်ဖြင့်တကန်းစီထဲထားပြီးအမြင်နဲ့တင်စားခြင်းစပွဲပစွန်ကျော်အကောင်ကြီးတွေကိုမြင်သွားတဲ့တူရီကမျက်လုံးလေးတွေလက်ခနဲဖြစ်သွားပြီးချက်ချင်းဆုံးကောက်ကင်ပြီးခေါ်ဖို့ပြင်သည်ကော်နေရင်းကမှတခုခုကိုတတိယသွားတယ်လို့တန့်သွားပြီးသူတို့ကိုလှည့်ကြည့်တယ်အကြီးကစားလို့ရလားလို့မေးတဲ့အကြီးမျိုးမိတာမင်းနေတာမစားနဲ့ပြောရင်တော့စားမဲ့ပုံကအထင်သာသူကခေါင်းညှိပြပြီးစားဆိုမှမျက်နှာကတုံးကျသွားပြီးပစွန်ချောက်တီကြီးရွေးစားလေသည်အဖွားကတူရီကိုကြည့်ပြီးခေါင်းတင်းငိမ့်နဲ့ပြုံးသည်ပြီးမှသူတို့ဘက်ကိုလှည့်ပြီးဖွားပြောပြမယ်အဲ့ဒီအိမ်နယ်ချမ်းကမောင်ဦးတို့အဖိုးဖွားတွေလက်ထက်ကလေးကနေလာတဲ့အချမ်းပေါ်မြည်ရဲ့မောင်ဦးမိဘတွေနဲ့ဖွားဆိုတာလေအိမ်ကြီးချင်းတွေဆိုတော့မောင်နှမသားချင်းတွေလို့တိတ်ခင်ကြတာမိဘတွေဆုံးတော့တူဦးတီတော်သားမောင်ဦးကအမွေဆက်ခံရတယ်မောင်ဦးအလုပ်ကတော့ဟိုးနေ့ကအဖွားပြောသလိုစိုင်းစရာပေါ့ကွယ်နောက်ပိုင်းမိမရတော့မိမဘက်ကအဆက်အသွယ်နဲ့အငိမ့်ထောင်လိုက်တယ်အိမ်မှာလဲစက်သမားတွေတယုံယုံပေါ့ကွယ်အဲ့ဒီခေတ်ကသူတို့အိမ်မှာအငိမ့်အတွက်အကားတိုက်ဆက်တိုက်ကြရင်အဖွားတို့ကအပြေးသွားကြည့်ရတာတော့
အဖွားကစကားစာခဏရက်ရင်စစ်လက်ကိုမိတက်ပြီးရှင်ညွှန်းကြငဲ့သည်မောင်ဦးသမီးလေးကလည်းမောင်ဦးသွေးပါတယ်ငယ်ငယ်လေးနဲ့အငိမ့်မင်းသမီးဖြစ်လာတာနာမည်ကနှင်းသွေးဝတ်မုံဆိုတဲ့အတိုင်းလှလဲလှစက်တည်းလည်းရှိတာမှလွန်ရောအရက်ထဲမှာတော့နာမည်ကြီးတာပေါ့ကွယ်ဝတ်မုံလေးကိုအိမ်မှာအဲ့ဒီနာမည်မခေါ်ပဲတခြားနာမည်တစ်မျိုးခေါ်ကြသေးတာအဖွားတိတ်တော့မမှတ်မိဘူးထားပါတော့လေသူတို့မိသားစုတွေဒုတုဖောင်ဘက်လောက်ကင်စားကြတော့စုမိဆောင်မိလည်းရှိအစင်လည်းပြေရပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့ဝတ်မုံလေးရဲ့တက်20ဝန်းကျင်လောက်မှာဂျိုဆိုးဝင်တော့တာပဲအဖွားကစကားပြောတာခဏနားလိုက်ပြီးရွှေနွေးတငုံတောက်ရင်စကားပြန်ဆက်တယ်မောင်ဦးမိမမညိုဝါရဲ့မောင်တယောက်ကမောင်ဦးတို့စီကပတ်စံတွေလိန်သွားတဲ့အပြင်အင်ကြီးကပါသူများစီပေါင်သွားလေရဲ့မောင်ဦးတို့ကယုံလွန်းတာနဲ့ပါတာပေါ့မီးရဲ့အဲ့ဒီမှာရင်အိမ်ရွေးဖို့ပတ်စံကမရှိအပူမီးတောက်နေတဲ့အချိန်အလုတ်ဘက်မှာလည်းလင်ဟင်းလာတော့ပွဲတွေဖျက်ရပြီးအကျွေးတွေပါတင်လာတာပေါ့ဒီအချိန်မှာဝင်းမုံကအခရာဖြစ်လာခဲ့တယ်ကဲမီးတို့အဓိကတည်ကျင်တဲ့ဝင်းမုံရဲ့အကြောင်းအဖွားတီးတဲ့လောက်ကဒီလိုအဲ့ဒီကိစ္စတွေစဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့15နှစ်16နှစ်နီးပါးလောက်ကပေါ့မီးရဲ့အဖေနဲ့အမေစီကကြားလိုက်ရတဲ့စကားကြောင့်ဝင်းမုံခြေထောက်တွေမခိုင်လောက်အောင်ဖြစ်ခဲ့ရသည်ဒီရပိုင်းမိဘနှစ်ပါးလုံးမျက်နှာမကောင်းတာသိပြီမယ်ကိစ္စကဒီလောက်ကြီးမှမထင်နဲ့ဒါဆိုဒီတော့အတွင်ပွဲတွေဖြတ်နေရတာကလည်းဒီကိစ္စကြောင့်ပေါ့မိမိတို့မှာတပြားတစ်ချက်မှမတုံးလိုက်ရပဲအိမ်ပေါင်တဲ့အကျွေးတွေကိုအတိုးနဲ့ပါဆက်ရတော့မီအဖေနဲ့အမေကိုကြည့်တော့ဝင်းမုံစိတ်မကောင်းဖြစ်သွားရသည်အိပ်ပြအစားပြထားရလို့ပိန်ကြပြီးကြွင်းဟောက်ပဲဖြစ်နေကြပြီဒီအချိန်မှာသူမကပါအားနဲ့ချီးတွဲပြနေလို့မဖြစ်တာမလို့အဖေအမေဟဲ့လောက်လဲစိတ်တမကြပါနဲ့သမီးတို့တစ်ဖက်ကိုခဏဆောင်မေးဖို့တောင်းပန်ပြီးအိမ်ပြန်ယူကြဖို့ကြိုးစားကြမယ်လीနော်အမေတို့မှာသမီးပြအောင်ရှိပါသေးတယ်သမီးတို့ကြိုးစားကြမယ်လीနော်ဝတ်မုံကြိုးစားပြောရင်အားသိဖို့ကြိုးစားထားပေမဲ့ကိစ္စကအပြောလောက်မလွယ်မှန်းသူမသိနေခဲ့သည်ဒီအတိုင်းဆိုနောက်နေ့ထဲမှာသူမနဲ့နောင်လက်ထပ်ကြမယ်လို့စီစဉ်ထားတဲ့ကိစ္စကလည်းဝေးပြီမလို့နောင်ကိုသူမဘယ်လိုပြောရမှန်းမသိတော့ငယ်ငယ်ကလေးကအတီကျွမ်းလာတဲ့သူတွေမလို့နောင်အကြောင်းကိုသူမကောင်းကောင်းသိသည်လက်ထပ်ဖို့ကိစ္စရွှေ့မယ်ပြောတာနဲ့ဒေါသအိုးပေါက်ကွဲမိမှမလွယ်နောင်ကလူပုံကခက်ကြောဖြူနုနုဖြစ်ပေမဲ့စိတ်ကတော့အသွေးနဲ့အပြင်ဘာမှမဆိုင်တော့အောင်ခက်ထန်လွန်းသည်သူမကိုတော့ချစ်ရသူမလို့တတ်နိုင်တဲ့လောက်စိတ်ထဲမိပြောဆိုဆက်ဆံတော့လေတခါတလေစိတ်တူရင်သူမရှိနေတာတော့ဘေးမှာရှိနေမြပစ္စည်းအကုန်ချက်ခွဲကင်ပေါက်ပြီးတောင်းကြတတ်သူပြီးတော့သူမသဘောအတိုင်းဆိုဒီလောက်စောသလင်ကြီးလက်ထပ်ဖို့မစင်စားချင်သေးပေမဲ့အငြိမင်းသမီးအဖြစ်အတံမွေးဝမ်းကြောင်းပြုနေရတဲ့သူမကိုနောင်ကစိတ်မချငကိုကလေးဟာတဝင်းတူစိတ်ကြီးသူဖြစ်နေတော့ပူဆိုးသည်သူမနာမည်တက်ပြီးနောင်နှွှဲခဲ့သောရံပွဲတွေကတက်စိတ်မကကြီးသူမကတော့နောင်ငငယ်ကလေးကစိတ်ကျန်းသာသိပေမဲ့သူမကိုချစ်တော်အပြင်တတ်နိုင်တဲ့မြပြောင်းလဲပေးနေတော့နောင်ကိုမေတ္တာစိတ်နဲ့ချစ်သည်စိတ်တူရံများသူဖြစ်ကြောင်းမြင်တွေ့နေရပေမဲ့လည်းဒါတွေဟာသူမအပေါ်နောင်ထားတဲ့အချစ်ရဲ့ရိုက်ခတ်မှုတစ်ပိုင်းတစ်စတွေအဖြစ်သူမလက်ခံပေးနိုင်သည်လက်ထပ်ယူပြီးရင်သူမနောင်ကိုထိတ်ကိုပြောင်းလဲပေးနိုင်ပြီဆိုတာလေတတိချယုံကြည်ထားသူဖြစ်လေသည်အခုကိစ္စလေသူမသာနားဝင်အောင်တွေးပြနိုင်လျင်နောင်တယောက်ပောက်ကွေးမိအရေးကိုတားဆီးနိုင်လိမ့်မည်ဟုထင်ခဲ့ပေမဲ့မထင်မှတ်ထားတဲ့ပြဿနာတစ်ခုထပ်ပေါ်လာခဲ့သည်သူမနဲ့နောင်ကြားမှာတတိယလူပေါ်လာတဲ့အချိန်မှာတော့ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာမမိုင်းရရဲ့ဝချွေးရှိခဲ့တော့ဆိုတဲ့ပရာလောကဇလံအပိုင်း9ကိုလည်းစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာဒီနေရာထိ channel လေးကို like and subscribe မလုပ်ရသေးရင်လည်းလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနားဆင်သူပြည်သက်များအားလုံးကိုယ်စိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ